ဒီနေ့အိမ်မှာဆက်ပြကိုယ်တိုင်ချက်လို့ပေါ့နော်ပထမဆုံးအနေနဲ့ဆက်ပြချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိုယူပါတယ်ယူပြီးတော့တော့တစ်ခုချင်းစီပေါ်မှာပြလိုက်ပါတယ်အမှန်လေးတော့ဘာလဲဆိုတော့တခြားတော့မသိဘူးရေတက်မှုတစ်ခုလိုပါမယ်ရေထဲကိုပါဆက်ပြလုပ်ဖို့အတွက်လိုအပ်တဲ့စီကိုပုံဖြူရဲထဲပါမယ်ပြီးရင်ရေတက်လီတာကိုချိန်ပြီးတော့မှပုံရည်ကိုထည့်ထားပါမယ်ခုနကဆက်ပြလုပ်ဖို့လိုအပ်တဲ့ပုံဖြူတွေကိုမှွေပါမယ်ဒီလိုပြစ်လေးရလာတဲ့အထိမှွေပါမယ်ဒီလိုမျိုးနေထားလေးဖြစ်လာပြီးတော်မှွေရပါတယ်လိုမျိုးနေထားလေးဖြစ်လာပြီးဆိုရင်အဖြူချောင်းတွေကိုထည့်ပါမယ်အဖြူချောင်းတွေပါလဲလို့မေးပေမဲ့အမေကမသိပါဘူးတဲ့အဖြူချောင်းတွေကြည်အောင်တော်မှွေရပါတယ်မှွေရဲ့စင်ပိုင်းတော့ကြာပါတယ်ပြီးရင်တော့ဒီဘာမုံလဲတော့မသိဘူးမုံထည့်ရမှာပေါ့နော်ထည့်လိုက်ပါပြီမုံဘာမုံလဲတော့မသိဘူးထည့်ပြီးတော့ရေးထည့်ပါတယ်ရေးထည့်ပြီးတော့မှထပ်ပြီးတော့မှွေပါတယ်မပြီးဆုံးနိုင်တော့မှွေခြင်းများနဲ့တူမှွေပါတယ်အဖြူချောင်းတွေကြေသွားတဲ့ဒီမှွေရမှာပါဒါပေမဲ့မကြေသွားပါဘူးမှွေပြီးသွားဆိုရင်တော့အယောင်ပေါ့နော်သူ့အယောင်ပုံဖြစ်တဲ့လင်းမွန်ရောင်မှုထည့်ပါတယ်လင်းမွန်ရောင်မှုကိုထည့်လိုက်ပါတယ်အယောင်ပြောင်းသွားပြီပေါ့နော်လင်းမွန်ရောင်ကိုဒီတိုင်းဖောက်ထည့်အားမရလို့မြက်ကကြီးနဲ့ဖောက်ထည့်ပါတယ်ဖောက်ထည့်ပြီးသွားပြီဆိုရင်ရေထပ်ထည့်ပါတယ်ဒီလိုမျိုးဝါရောင်လေးဖြစ်လာတယ်ပေါ့နော်ရေထပ်ထည့်လိုက်မှွေလိုက်ရေခတ်လိုက်ဒါပဲလုပ်နေတာပါရေထပ်ထည့်ပါတယ်မှွေပါတယ်ရေထပ်ထည့်ပါတယ်မှွေရဆိုတော့ဆက်မပြတ်မှွေရပါမွေလို့တော်တော်ကြာပြီဆိုရင်တော့ရေထက်ထဲလိုက်မှွေလိုက်ပြောလို့ရတာပါပြီးရင်ပုံကိုနေရာရွှေ့ပါတယ်နေရာရွှေ့ပြီးတော့အရေးထဲမှာသွားပြီးတော့ထပ်ပြီးတော့မှွေပါတယ်ကျမတို့သားမီးများမှွေကြပါတယ်မှွေပြီးွားရင်တော့သူကတညတိတ်ထားရတာပေါ့နော်တညတိတ်ပြီးရင်တော့ဒီမှာဒီလိုလှပ်ပါတဲ့လင်းမွန်အောင်ကာလာလေးရှေ့ဆက်ပြလေးကိုရရှိပြီးဖြစ်ပါတယ်အဲ့ဆက်ပြလေးကိုဘူးလေးတွေကိုထည့်ပါမယ်ခွက်ကလေးနဲ့အသားလေးဒီလိုမျိုးထည့်လိုက်တယ်ဆိုရင်ကာလာလေးကတော့မှကြည့်လုံးဝတကယ်အရန်လှတာပြင်ပူလေးတွေနဲ့ပပတက်ဆက်ပြလေးပြင်မှာဆိုလို့နော်ဒါရေတံဘူးခွန်နဲ့1လီတာဘူးနဲ့ဆိုရင်10ဘူးလောက်တော့ရတယ်ထည့်ပါတယ်ဆက်ပြဖြစ်သွားပြီပေါ့နော်ဒါသုံးလို့ရပြီပကံစေးပါညာသုံးလို့ရပြီဆက်ပြချက်နေပါအားလုံးပြအောင်မျှဝေပေးလိုက်တာပါ